ကားလာကြပါတော့တောင်တော်ခရိုင်ပညာရေးမှုရုံးမှာဆရာကြီးဆရာမကြီးများဒီတောင်သူဆရာမကြီးကျောင်းဆရာမကြီးလူကျောင်းဆရာကြီးနဲ့တကွာဆရာဆရာမများမိဘဆရာပင်မှာတာဝန်ရှိသူများဘုံလေးရှိရတဲ့တော်များနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုပထမဦးစွာမင်္ဂလာပါလို့လုပ်ဆက်ပြရစီဒီနေ့2026ခုနှစ်ဇန်နဝါရီလ9ရက်အောက်ကြနေ့တွင်တောင်ဝေအောင်ဒီကိုပိုင်တဲ့ကျောင်းကြီးတရားရှင်များပညာရေးဆောင်ဒီဝဲတော်နဲ့သူပေဝဲကဏ္ဍအပေါ်ဒီကားလိုက်လိုက်ပါကျမကောင်းတော်ပဲဖြစ်ပါတယ်ခင်ဗျာ First item, our ceremony is here by Peter.